နောက်တစ်ခန်းကတော့ chapter 4ပေါ့နော် chapter 4ကတော့ training and development အခန်းပေါ့အဲ့တော့ training and development ကကြတော့ဒါအခုအချိန်မှာပေါ့နော်အခုအချိန်မှာဒီဝန်ထမ်းတွေအစ်တွေကရှာရခတ်လာတယ်ပေါ့နော်ရှာရခတ်လာတဲ့အချိန်မှာဒီအထဲမှာလက်ရှိနေတဲ့ဝန်ထမ်းတွေကို training တွေပေးပြီး develop ဖြစ်အောင်လုပ်ရမယ်ပေါ့အဲ့ဒီအတွက်ဆိုလို့ရှိရင်တချို့ company ပိုင်ရှင်တွေကဒါ training plan တွေဆွဲခိုင်းကြတယ်ပေါ့ဆွဲခိုင်းတယ်ဆိုလို့ရှိရင် HR အနေနဲ့ဒါ training plan ဆွဲရတော့မယ်ပေါ့နော်အဲ့တော့ဘယ်ဝန်ထမ်းတွေကိုဘယ်လို training မျိုးတွေပေးမှာလဲဆိုတာမျိုးကိုလည်းကိုက analysis လုပ်ရတော့မယ်ပေါ့နော်အဲ့တော့ analysis လုပ်ပုံ training plan ဆွဲပုံတွေကိုပြောပြပေးမှာပေါ့အဲ့တော့ဒီသင်ခန်းစာရဲ့ရည်ရွယ်ချက်ကတော့ training and development မှာ HR အနေနဲ့ဘာတွေလုပ်ရမလဲကိုယ့်ရဲ့ organization မှာဘယ်လို training မျိုးတွေလိုအပ်နေလဲအဲ့ဒါကိုလေ့လာစမ်းစစ်ရမယ်ပေါ့နော်အဲ့တော့ training methods တွေကလည်းမတူညီဘူးအဲ့တော့ organization နဲ့ကိုက်ညီတဲ့ကိုယ့်ရဲ့ training plan နဲ့ကိုက်ညီတဲ့training method ကိုရွေးချယ်နိုင်ဖို့ပေါ့နော်ပြီးရင် training ပေးပြီးပြီဆိုလို့ရှိရင်လည်း training ရဲ့ထိရောက်ပုံကိုတိုင်းတာတဲ့နည်းလမ်းတွေပေါ့နော်အဲ့ဒါလေးတွေကိုကိုကသိအောင်လို့ပြောပြပေးမှာပေါ့နော်အဲ့တော့ training and development plan ကဘာလို့အရေးကြီးတာလဲပေါ့နော်အဲ့တော့ဝန်ထမ်းရဲ့စွမ်းဆောင်ရည်ကိုတိုးတက်စေနိုင်တယ်ပြီးရင် scale ကွာဟမှုကိုဖြည့်ပေးနိုင်တယ်ပေါ့နော်အဲ့တော့ရှိတဲ့ scale ကဒါရှိနေတာဒါဆိုလို့ရှိရင်ရှိတဲ့ skills ကိုရောက်အောင်လို့ training ပေးတာပေါ့နော်အဲ့လို scale ကွာဟမှုကိုဖြည့်ပေးမယ်ပြီးတော့အဲ့တော့တချို့ခုနောက်ပိုင်းဝန်ထမ်းအငယ်လေးတွေဆိုရင် training ပေးတဲ့ organization တွေသူကလေးလာတင်ယူနေတဲ့အရွယ်ဆိုတော့ training ပေးတဲ့ organization တွေကိုသဘောကျတယ်ပေါ့နော်အဲ့တော့ training ပေးတဲ့ organization မှာအလုပ်မြဲကြတယ်နောက်တစ်ခုကကျတော့ training ပေးပြီးတော့မှ skills တွေတက်လာပြီဆိုရင်အဲ့ skills တွေကိုကိုယ့်ရဲ့ company မှာပြန်အသုံးချတာဖြစ်တဲ့အတွက်company အတွက်လည်းအကျိုးကျေးဇူးများတယ်ပေါ့နော်ပြီးတော့ employee engagement လည်းတက်လာတယ်လုပ်ငန်းရဲ့ပန်းတိုင်ရအောင်လို့လည်းခုနထောက်ပံ့ပေးတယ်ဆိုတော့ကျတော့လုပ်ငန်းရဲ့ပန်းတိုင်ကိုရောက်ဖို့အတွက်လိုအပ်တဲ့ skills တွေကိုပြည့်အောင်သင်ပေးတာဖြစ်တဲ့အတွက်လုပ်ငန်းရဲ့ပန်းတိုင်ရအောင်လည်းထောက်ပံ့ပေးနိုင်တယ်ပေါ့နော်ထောက်ပံ့ပေးနိုင်တယ်အဲ့တော့ပေါ့ training and development မှာ HR ကဘာတွေလုပ်ရလဲခုနပြောသလိုပဲ scale gap တွေကိုသတ်မှတ်ပေးရမယ်အဲ့တော့ scale gap ပေါ့ကွာနေတဲ့ skills တွေကိုဖြည့်နိုင်ဖို့အတွက် training program တွေကိုရေးဆွဲပေးရမယ်နောက်အဲ့ရေးဆွဲတဲ့ training ကိုပေးဖို့အတွက် training တွေကိုစီစဉ်ပေးရမယ်ပြီးတော့ training ကအဲ့စီကိုပေးလိုက်တဲ့ training ကဘလောက်ထိရောက်မှုရှိလဲဆိုတာကိုတိုင်းတာပေးရမယ်ပေါ့နော် HR တွေအနေနဲ့အားကြတော့အဲ့တော့ training နဲ့ analysis ကိုစပြီးတော့ပြောမယ်ပေါ့အဲ့တော့ပထမဆုံးကတော့ကိုလိုချင်တဲ့ saturation ပေါ့ကိုလိုချင်တဲ့ scale ကိုအရင်သတ်မှတ်ရမှာပေါ့နော်ဘယ် scale မျိုးကိုဒီဝန်ထမ်းတွေမှာရှိစေချင်တာလဲပေါ့အဲ့တော့နောက် method ကတော့အဲ့တော့ဘယ်လိုမျိုး saturation ဘယ်လိုမျိုး scale တွေရောဝန်ထမ်းတွေမှာရှိနေတာလဲပေါ့အဲ့လိုမျိုးဖြစ်လာပြီဆိုရင်ဒါ gap ကထွက်လာပြီပေါ့နော်ကိုရှိစေချင်တဲ့ scale ကဒါရှိနေတာဒါအဲ့ဒါကို training အဲ့တော့ရှိနေတာဒါပေါ့အဲ့တော့ gap ကထွက်လာပြီဒါပေမဲ့အဲ့ဒီ gap ကဘာကြောင့်ဖြစ်နေတာလဲပေါ့နော်ဥပမာထားပါတော့identify the desired work saturation က system တွေ software တွေနဲ့အလုပ်လုပ်ချင်တယ်ဒါပေမဲ့လက်ရှိမှာ Excel တွေစာရွက်စာတမ်းတွေနဲ့ပဲလုပ်နေတယ်အဲ့တော့ gap ကဘာကြောင့်ဖြစ်တာလဲဒီ software ကိုမဝယ်နိုင်တဲ့ budget ကြောင့်ဖြစ်တာလားဒါဆိုရင်တော့ training နဲ့လုပ်လို့မရဘူးပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ဒီ software ကိုအသုံးပြုဖို့အတွက်ရှိတဲ့ဝန်ထမ်းတွေက computer skills တွေမရှိနေတာလားဒါဆိုလို့ရှိရင်တော့ဒီ skills ကိုဖြည့်ပေးရတော့မယ်ပေါ့နော်ဒါကို training analysis လို့ခေါ်တယ်ပေါ့အဲ့တော့ training analysis ကိုလုပ်မယ်ဆိုလို့ရှိရင်ဘယ်လိုအဆင့်တွေနဲ့လုပ်ရတာလဲဆိုတော့လုပ်ငန်းရဲ့ training နဲ့ analysis ဆိုတာဘာလဲပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျတော့ training နဲ့ analysis က3ခုကိုတိုင်းတာတာပထမတစ်ခုက organizational level ကိုလည်းတိုင်း organizational level ပေါ့အဲ့တော့လုပ်ငန်းရဲ့ goals ကိုရရှိဖို့အတွက်ကိုဘယ်လို skills တွေလိုအပ်လဲဆိုတာကိုစမ်းစစ်တာပေါ့ခုနကပြောသလိုပဲလုပ်ငန်းရဲ့ skills က software သုံးဖို့အဲ့တော့ဘယ်လို skill အဲ့ software ကိုသုံးဖို့အတွက်ဘယ်လို skills တွေလိုအပ်တာလဲလုပ်ငန်းရဲ့ goals ကနောက်နှစ်မှာ international market ကိုထိုးဖောက်ဖို့အဲ့ဒါဆိုရင်ဘယ်လို skills တွေလိုအပ်တာလဲ English skill လိုအပ်တာလားပေါ့နောက် departmental level ပေါ့ဌာနရဲ့ပန်းတိုင်ကိုရောက်ရှိဖို့အတွက်ကောဘယ်လို skills တွေလိုအပ်တာလဲဌာနရဲ့ပန်းတိုင်ကဌာနကဒီပစ္စည်း၅ခုကိုနေ့စဉ်မှီအောင်ထုတ်ရမယ်ဆိုရင်အဲ့လိုထုတ်နိုင်ဖို့အတွက်ဘယ်လို skills တွေလိုအပ်တာလဲများသောအားဖြင့်ဌာနရဲ့ပန်းတိုင်ကိုရောက်ဖို့အတွက်ဆိုလို့ရှိရင် hard skills တွေလိုအပ်တာများတယ်ပေါ့နော်နောက် individual level ဝန်ထမ်းတစ်ယောက်ချင်းစီရောဘယ်လို skills တွေလိုအပ်နေတာလဲဆိုတော့စမ်းစစ်တာပေါ့နော်ဒီလို level အဆင့်3ခုနဲ့စမ်းစစ်တယ် training နဲ့ analysis ကကြတော့
အဲ့တော့အရင်ဦးဆုံးကတော့ organizational goals တွေကိုသတ်မှတ်မယ်ပြီးအဲ့ဒီ organizational goals ကိုရောက်ဖို့အတွက်ဘယ်လို behaviors တွေဘယ်လိုကျွမ်းကျင်မှုမျိုးတွေလိုအပ်လဲဆိုတော့အရင်သတ်မှတ်မယ်ဘယ်လို knowledge တွေဘယ်လို skills တွေဘယ်လို behaviors တွေလိုအပ်တာလဲရှေ့အောင်ပြောရမယ်ဆိုတော့ဒီလို organizational goals ကိုအရင်ဆုံးသတ်မှတ်လိုက်မယ်အဲ့ဒီ organizational goals ကိုရောက်ဖို့အတွက်ဘယ်လို behaviors တွေလုပ်ရမှာလဲဘယ်လိုအလုပ်တွေလုပ်ရမှာလဲဆိုတာကိုအရင်ဆုံးသတ်မှတ်မယ်ပေါ့နော်ပြီးရင် step 3ကတော့အဲ့ဒီအလုပ်တွေ behaviors တွေကိုလုပ်နိုင်ဖို့အတွက်ဘယ်လို knowledge တွေ skills တွေလိုအပ်တာလဲကိုသတ်မှတ်မယ်ပြီးသွားလို့သိပြီလိုအပ်တဲ့ skills တွေ knowledge တွေကိုသိပြီဆိုလို့ရှိရင်ကြတော့ trainee ကိုဆွဲလို့ရပြီပေါ့နော်ဒါ trainee plan ကိုဆွဲလို့ရပြီအဲ့တော့ဥပမာပေါ့နော်အဲ့တော့ organizational goals ကထားပါတော့ HR အကြံပေး company တစ်ခုပေါ့အမတို့လို company တစ်ခုမှာဆိုရင်အခုလက်ရှိမှာဆိုရင် sales ဝန်ထမ်းက project တွေကိုရောင်းနေရပါတော့ဒါပေမဲ့တစ်ချိန်မှာဒီလိုအမတို့လို consultant တွေအားလုံးကလည်းဒါ sales လုပ်ဖို့လိုလာမယ်ပေါ့နော် sales လုပ်ဖို့လိုလာမယ်ဆိုလို့ရှိရင်ဒီ sales လုပ်နိုင်ဖို့ပေါ့နော် consultant တွေကလည်း sales လုပ်ရမယ်ဆိုလို့ရှိရင်ဒါ company ရဲ့ goals ကအဲ့လိုသွားခြင်းနဲ့ဆိုရင်ဒီဟာ sales လုပ်ဖို့ skills တွေလိုလာပြီပေါ့အဲ့တော့ company ရဲ့ goals က consultant တွေကလည်းနောက်တစ်ချိန်မှာ sales လုပ်နိုင်လာရမယ်နော်အဲ့တော့အဲ့ sales လုပ်ဖို့အတွက်ဆိုလို့ရှိရင်ဘာတွေဘယ်လို behaviors တွေရှိဖို့လိုအပ်တာလဲအဲ့တော့အကြံပေးပုဂ္ဂိုလ် consultant တွေအနေနဲ့သူတို့ရဲ့ဝန်ဆောင်မှုတွေ sales လုပ်နိုင်ဖို့ဆိုရင်ဘာတွေလုပ်ဖို့လိုအပ်တာလဲ relationship တွေတည်ဆောက်ဖို့လိုအပ်တယ်အခွင့်အလမ်းအသစ်တွေရှာဖွေဖို့လိုအပ်တယ် sales ကိုဒီနိုင်ဖို့လိုအပ်တယ်ဒီသုံးချက်ကသူတို့ရဲ့ behaviors အဲ့တော့ဒီ behaviors တွေကိုလုပ်နိုင်ဖို့အတွက်ဘယ်လို knowledge နဲ့ဘယ်လို skills တွေရှိဖို့လိုအပ်တာလဲဆိုတာကိုထပ်ပြီးတော့သတ်မှတ်မယ်အဲ့တော့ခုနလို relationship တွေတည်ဆောက်နိုင်ဖို့ opportunities အသစ်တွေ explore လုပ်နိုင်ဖို့ဆိုရင်လိုအပ်တဲ့ skills တွေက network တွေတည်ဆောက်နိုင်ရမယ်စကားများများပြောနိုင်ရမယ် approach တွေလုပ်နိုင်ရမယ် clients တွေကိုပြီးရင် opportunity ဘာတွေရှိလဲဆိုတာအများနဲ့စစ်ဆေးနေရမယ်ပြီးရင် budget တွေလည်းတွက်နိုင်ရမယ်ပြီးရင်ဒါဝယ်သူကဒါဆုံးဖြတ်ချက်များများချနိုင်ဖို့အတွက် information တွေပေးနိုင်ရမယ်ပေါ့နော်ဒါမျိုး skills တွေလိုအပ်တယ်အဲ့တော့ knowledge တွေအနေနဲ့ဆိုလို့ရှိရင်လည်းဒါ sales တွေလုပ်ရမှာဖြစ်တဲ့အတွက် sales ဌာနကသုံးတဲ့ system တွေ database တွေသုံးတတ်ရမယ်ပေါ့နော်ပြီးရင်ကိုယ့်ရဲ့ clients တွေကကိုကဘာကိုရောင်းနေရလဲပေါ့နော် HR service ကိုရောင်းနေရလား HR software ကိုရောင်းနေရလားစတဲ့အဲ့ဒါကိုဘယ်လို clients တွေကဝယ်မှာလဲ clients တွေရဲ့ social style တွေကိုလည်းဒါ analytics လုပ်နိုင်ရ analytics လုပ်ရမယ် knowledge တွေရှိရမယ်ပြီးတော့ဗောနော်အဲ့လိုမျိုးစကားပြောခြင်းအတတ်ပညာတွေ negotiate လုပ်ရမယ်ဟာတွေအဲ့ဒါမျိုး knowledge တွေရှိရမယ်ပေါ့အဲ့တော့ opportunities ကိုဒီ sale close လုပ်နိုင်ဖို့ပေါ့နော် sale close လုပ်နိုင်ဖို့ဆိုလို့ရှိရင်လည်းဒါ sale close လုပ်နိုင်ရမယ်ကိုယ့်ရဲ့ကိုက HR consultant ဖြစ်တဲ့အတွက်ဒီ clients တွေရဲ့ challenge ကဘာလဲဆိုတာသိပြီးသားအဲ့ဒီ challenge တွေကိုပြေလည်အောင်လုပ်နိုင်ဖို့အတွက်ဘယ်လိုတွေရောင်းရမယ်ပေါ့နော်အဲ့ဒါမျိုးတွေသိရမယ်ပြီးရင် close မဖြစ်ခဲ့ရင်လည်းဘာကြောင့်မဖြစ်ခဲ့ရဘူးလဲဆိုတော့ root cause တွေကိုလည်းရှာနိုင်ရမယ်ပေါ့နော်ဒါတွေဒီလို knowledge တွေ skills တွေလိုလာပြီပေါ့အဲ့တော့ဟုတ်ပြီအဲ့တော့ခုနက consultant တွေဆေးရောက်နိုင်ဖို့အတွက်ဘယ်လို skills တွေဘယ်လို knowledge တွေလိုမလဲဆိုတာကိုကသိပြီအဲ့ဒါဆိုရင်လက်ရှိ consultant တွေ skills တွေမှာဘယ်လို skills တွေ knowledge တွေရှိနေလဲဆိုတာမျိုးကိုလည်းကိုက analysis လုပ်ရမယ်အဲ့တော့မှရှိတဲ့နာကဒါရှိနေတာကဒါဆိုရဲအဲ့တော့ဘယ်လို training ပေးရမလဲဆိုရဲနောက်ဆက်တွဲတွေဆက်လုပ်လို့ရမှာပေါ့နော်အဲ့တော့ကျတော့လက်ရှိရှိနေတဲ့ skills တွေကဘာတွေရှိနေလဲဆိုတာကိုဘယ်လိုမျိုး analysis လုပ်မလဲဆိုရဲနီးလန်းတွေကကျတော့ဒါ observation ရှိမယ် questionnaires ရှိမယ် interview ရှိမယ် assessment ရှိမယ်အဲ့တော့ observation ဝန်ထမ်းတွေအလုပ်လုပ်နေတာကိုတိုက်ရိုက်ကြည့်ရှုလေ့လာတာပေါ့နော်အဲ့တော့သူတို့ဘာတွေကျွမ်းကျင်လဲဘာတွေလိုအပ်ချက်လဲရှိလဲဆိုတာမျိုးတွေကိုဒါ observation method နဲ့လုပ်မယ်နောက် questionnaires ကကြတော့ဒါစစ်တမ်းတွေပေါ့စနစ်တကျပြုစုထားတဲ့စစ်တမ်းတွေကိုဖြည့်ခိုင်းမယ်နောက် interview ဒါမှမဟုတ်လည်း interview လုပ်မယ် face to face လား group interview တွေလားအဲ့လိုတွေလုပ်မယ်နောက်တစ်ခုကျ assessment ပေါ့ test တွေလုပ်ခိုင်းမယ် role play တွေလုပ်ခိုင်းမယ် presentation တွေလုပ်ခိုင်းမယ်အဲ့လိုမျိုးလုပ်ခိုင်းပြီးတော့အဲ့နီလန်တွေကိုသုံးပြီးတော့မှလက်ရှိ current skills တွေနဲ့ knowledge တွေကို analysis လုပ်မယ်ပေါ့နော်အဲ့တော့အဲ့လိုလုပ်လိုက်တဲ့အခါမှာလက်ရှိ current skills တွေ knowledge တွေထွက်လာပြီးရှိတဲ့ဟာတွေလည်းသိပြီဆိုရင် gap ကိုသိပြီအဲ့တော့ gap ကိုသိပြီဆိုလို့ရှိရင် training plan ကိုဆွဲတော့မယ်ပေါ့နော်နောက်ဆုံးအဆင့်က training plan ကိုဆွဲမယ်ဆွဲတဲ့အခါမှာ budget ကိုလည်းစဉ်းစားရမယ်အချိန်ကိုလည်းထည့်ပြီးစဉ်းစားရမယ်ပြီးရင်ဘယ်လိုမျိုးတွေနဲ့လုပ်မှာလဲပြည်ရင်းကသင်တန်းဆိုင်နဲ့ပဲလုပ်မှာလားပြည်ပကပဲလုပ်မှာလား online training လား classroom training လားဒါမျိုးတွေဆုံးဖြတ်ရတော့မယ်ပေါ့နော်အဲ့တော့ဒီအဆင့်မှာဆိုလို့ရှိရင်အဆင့်3မှာတော့သတ်မှတ်ထားတဲ့
ဘယ်လိုဒီသင်တန်းပြီးသွားရင်တော့ဘယ်လို skills တွေရမှဖြစ်မယ်ဆိုတော့ result ပေါ့နော် trainee result ကိုလည်း HR အနေနဲ့ trainer တွေစီကိုပြောထားရမယ်ပေါ့နော်ဒီသင်တန်းကိုပေးရတဲ့ရွယ်ချက်ကပါလဲဒီသင်တန်းပြီးသွားလို့ရှိရင်ဝန်ထမ်းတွေကဘာတွေတိုးတက်သွားဖို့လိုအပ်လဲအဲ့အတွက်ကြောင့်မလို့ဘယ်လို train ဘယ်လိုသင်ခန်းစာမျိုးတွေသင်ချင်ပါတယ်ဆိုတာကို HR ဘက်က trainers တွေကိုပြောထားဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ summary ပေါ့အကျဉ်းချုပ်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီရာထူးမှာရှိတဲ့ဝန်ထမ်းတဦးကဘာကိုအောင်မြင်အောင်လုပ်ဆောင်ရမှာလဲအောင်မြင်အောင်လုပ်ဖို့အတွက်ကိုဘယ်လိုအပြုမှုတွေလုပ်ရမှာလဲဘယ်လို test တွေလုပ်ရမှာလဲဆိုတော့ကြည့်ရမယ်ပေါ့နံပါတ်1ကအဲ့တော့အဲ့ဒီအပြုအမူ text တစ်ခုစီမှာလိုအပ်တဲ့ knowledge တွေကျွမ်းကျင်မှုတွေနဲ့အရေးချင်းတွေကိုသတ်မှတ်ရမယ်အဲ့တော့လိုအပ်တာတွေကိုသတ်မှတ်ရမယ်ပြီးသွားလို့ရှိရင်လက်ရှိရှိနေတဲ့ဝန်ထမ်းတဦးမှာလက်ရှိရှိနေတဲ့ knowledge တွေ skills တွေ ability တွေကိုလေ့လာရမယ်ပေါ့နော်လေ့လာပြီးတော့မှလက်ရှိနေတာနဲ့ရှိတဲ့နာနဲ့ရဲ့ gap ကို analysis လုပ်ပြီးတော့မှဘယ်လိုသင်တန်းမျိုးတွေလိုအပ်လဲဆိုတာကိုဆုံးဖြတ်ရမယ်ဆုံးဖြတ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒါအဲ့သင်တန်းကိုအမျိုးအစားပေါ့ဒီသင်တန်းကို online နဲ့သင်ပါလား offline နဲ့သင်ပါလား individual သင်ပါလား group လိုက်သင်ပါလားဘယ်လိုတွေသင်ပါလဲဆိုတဲ့ဟာကိုဖော်ထုတ်နိုင်ပြီပေါ့နော်ဒါ training analysis လုပ်ပြီးတော့မှ training plan ဆွဲရတဲ့အပိုင်းပေါ့အဲ့တော့ဒါကကျတော့ training နဲ့ analysis လုပ်ပြီးဆိုလို့ရှိရင်ကျတော့ခါလေးကျရင်တယောက်တည်းကိုလုပ်ရတာမဟုတ်ဘူးလေဝန်ထမ်းတွေအများကြီးကိုလုပ်ရတာဆိုတော့ဒါ Excel နဲ့ဒါကိုကမှတ်ထားရမှာပေါ့နော်ဘယ်သူကတော့ဘာတွေဆိုတဲ့ဟာမျိုးမှတ်ထားရမယ်ဆိုတော့ဒီလို template မျိုးတွေကိုသုံးလို့ရတယ်ပေါ့နော်အဲ့တော့အခုဒီမှာဆိုရင်ဘယ်သူ့ကို training နဲ့ analysis လုပ်တာလဲဆိုတော့ customer service representative position ကို training နဲ့ analysis လုပ်တယ်အဲ့တော့ customer service representative ကိုရဲ့ goals ကဘာလဲဆိုတော့customer satisfaction score တက်လာဖို့85%ကနေ85%ထိတိုးလာဖို့ဒါက goals အဲ့တော့အဲ့လိုမျိုးတိုးလာဖို့ဆိုဘာတွေလုပ်ဖို့လိုအပ်လဲ behaviors က customer ရဲ့ concern ကိုတေချာနားထောင်ဖို့လိုအပ်တယ်အဲ့တော့ customer သိချင်တဲ့ information တွေကိုတိကျကျနဲ့အချိန်မီပေးဖို့လိုအပ်တယ် complaints တွေကိုတည်တည်ချာချာရှင်းရမယ်ပြီး customer နဲ့ဆက်သွယ်တဲ့နေရာမှာစကားပြောတဲ့နေရာမှာ professional tone ဖြစ်ရမယ် positive tone ဖြစ်ရမယ်ပေါ့နော်အဲ့တော့အဲ့ဒီ behaviors တွေကိုလုပ်နိုင်ဖို့ဆိုရင်ဒီ skill နဲ့ knowledge က effective communication skill ရှိရမယ် conflict resolution skill ရှိရမယ် knowledge အနေနဲ့က company ရဲ့ product တွေ service တွေအကြောင်းအကုန်သိရမယ်ပြီးတော့ CRM system ကိုလည်းသုံးနိုင်ရမယ်ပေါ့အဲ့တော့ဘလို့ဥပမာထားပါတော့ဒါကတော့ဒီ template မှာတော့ rating scale သတ်မှတ်တာလေးပါလာတာပေါ့နော်1 to 5ပေါ့1က lowest level 5က highest level ပေါ့scale knowledge level ကတော့ effective communication scale ကတော့လုံးဝရှိမှရမယ် conflict resolution scale လည်း3အဆင့်လောက်ရှိတယ် company product and service အကြောင်းလည်းသိမှသာ complaint တွေကိုရှင်းနိုင်မှာပေါ့နော်အဲ့လိုမျိုးလေးတွေသတ်မှတ်တယ်ပြီးတော့ဒါကတော့နမူနာပြထားတာဆိုတော့ကြိုက်ချင်မှကြိုက်မယ်ပေါ့နော်ဥပမာ1 2ပေါ့knowledge နဲ့ skill 1 2ဖြစ်နေတယ်ဆိုရင်တော့ low training need ပေါ့ training သိပ်မလိုသေးဘူးလားပေါ့3လောက်ဖြစ်နေရဆိုရင်တော့ moderate training need ပေါ့4လောက်ဖြစ်သွားတယ်ဆိုရင်တော့ high training need အစရှိတဲ့အဲ့လိုမျိုးလေးတွေကိုမှတ်ထားရမယ်ပေါ့ပြီးရင်အဲ့တော့ဒီပေါ်မှာမူတည်ပြီးတော့ဘယ်လို trainees မျိုးတွေပေးမှာလဲပေါ့ effective communication ဆိုလို့ရှိရင် workshop တွေပေးမှာလား conflict resolution ဆိုရင် role play training တွေပေးမှာလားဆိုတာမျိုး training recommendations တွေပါမှတ်ထားတာပေါ့နော်ဒါက training need analysis ရဲ့ template ကဒီလိုပုံစံသုံးလို့ရတယ်အဲ့တော့ training အမျိုးအစားတွေကိုပြမယ်ပေါ့အမ on job training off job training ရှိရပေါ့ on job ဆိုတာအလုပ်လုပ်ရင်းနဲ့သင်သွားတာပေါ့ off job ကတော့တီးတန့်ကို trainers တွေခေါ်ပြီးသင်တာပေါ့အဲ့တော့ on job မှာဆို coaching စနစ်တွေရှိတယ်အဲ့တော့အတွေ့အကြုံရှိတဲ့ဝန်ထမ်းတွေကသူတို့ရဲ့ knowledge တွေ skills တွေကိုမျှဝေပေးပြီးတော့မှတခါတည်းသင်ပေးသွားတာပေါ့အလုပ်လုပ်ရင်းနဲ့ပေါ့နော်နောက် mentoring ကလည်းအဲ့လိုပဲ senior ဝန်ထမ်းတွေကဒီ long term development ဖြစ်အောင်နှီးပေးလမ်းညွှန်ပေးတာနောက် job rotation ကကြတော့အလုပ်တွေအကုန်လုံးလုပ်တတ်အောင်လို့တာဝန်တွေကိုအမျိုးမျိုးအလှည့်ကျလုပ်တာပေါ့နော်ပြီးရင် job sharing ကကြတော့ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဘက်တွေဘယ်လိုလုပ်နေလဲဆိုတာလေ့လာပြီးတော့လိုက်လုပ်တာပေါ့အဲ့တော့ off job မှာဆိုလို့ရှိရင်လည်း workshop တွေ seminar တွေရှိတယ် classroom training တွေရှိတယ် online course တွေရှိတယ် role based တွေလုပ်ခိုင်းတယ်ပေါ့နော်ဒါက off the job training ပေါ့အဲ့တော့ဘယ်လို training method ကိုငါ online လား off job လားဘယ်လိုလုပ်ရမလဲဆိုတော့ဘယ်လိုစဉ်းစားမလဲအရင်ဆုံးအချက်3ချက်ပေါ်မှာမူတည်ပြီးစဉ်းစားရမယ်ပေါ့နော်ပထမတစ်ခုကကိုသင်ပေးမဲ့ skills ပေါ့ hard skill ပဲဖြစ်ဖြစ် soft skill ပဲဖြစ်ဖြစ်ရှုပ်ထွေးလားရိုးရှင်းလားပေါ့ဥပမာ leadership skill ဆိုလို့ရှိရင်ရှုပ်ထွေးတယ်ပေါ့နော်အဲ့ဒါဆို coaching နဲ့ mentoring နဲ့သွားရမှာလား software အသုံးပြုပုံကတော့ရိုးရှင်းတယ်ပေါ့ကွာအဲ့ဒါဆိုလို့ရှိရင် on job လုံးလုံးရင်းနဲ့ပဲတင်သွားမှာလား
တချို့ရိုးရှင်းတဲ့ဟာလေးတွေဆိုလို့ရှိရင်ဗီဒီယိုလေးတွေပဲဖွင့်ပြမှာလား workshop အတူလေးတွေပဲလုပ်မှာလားပေါ့နော်နောက်တစ်ခါ audience size ပေါ့ small group လားတယောက်ချင်းစီတင်မှာလား large group လားပေါ့small group လောက်ဆိုလို့ရှိရင်တော့ coaching လောက်နဲ့ပဲရမလား large group ဆိုရင်တော့e-learning နေသွားရမလား classroom နေသွားရမလားပေါ့နောက် limit budget လား budget limit ဆိုလို့ရှိရင်ဥပမာအင်္ဂလိပ်စာသင်ဖို့လိုအပ်တယ်ဒါပေမဲ့ budget က limit ဖြစ်နေတယ်ဆိုရင်ဆရာကြီးခေါ်တင်မလားဒါမှမဟုတ်လို့ရှိရင်ထားပါတော့ကိုယ့်ဘာသာကို LinkedIn တို့ Udemy တို့မှာလစဉ်ကြေးလေးသွင်းပြီးတော့မှ HR ဘက်ကစီစဉ်ပြီးတော့မှဝန်ထမ်းတွေကိုတက်ခိုင်းမလားပေါ့နော်ဒါမျိုးဆိုရင်ပို့ပြီးတော့မှ budget တက်တာတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုး time and budget တွေကိုလည်းစဉ်းစားရမယ်နောက်တစ်ခုကကျတော့ trainee လို့ပြောလိုက်ရင် HR တယောက်တည်းပဲလုပ်ရတာမဟုတ်ပေါ့နော် manager state leader တွေမှာလည်းအပိုင်းခန္ဓာတွေပါတယ်ပေါ့အဲ့တော့ HR ကဘယ်လိုအပိုင်းခန္ဓာလဲဆိုတော့ခုနကပြောသလိုပဲ trainee နဲ့ analysis တွေလုပ်ရမယ် trainee design တွေဆွဲရမယ်ထွက်လာတဲ့ trainee ကို trainee ပေးဖို့အတွက်စီစဉ်ရမယ်ပေါ့နော်မတင်တန်းခန်းမှာစီစဉ်တာအဲ့လိုအကြောင်းကြားတာအဲ့လိုမျိုးတွေပေါ့အကုန်စီစဉ်ရမယ်ပြီးရင် trainee ရဲ့ရလဒ်တွေကိုထိရောက်မှုရှိမရှိကိုအကဲဖြတ်ရမယ်ပေါ့နော်အကဲဖြတ်ရမယ်ပြီးတော့ဒီ feedback ပေါ်မှာမူတည်ပြီးတော့မှ follow up session တွေထပ်ပေးဖို့လိုအပ်တာတွေအဲ့လိုမျိုးထပ်စီစဉ်ရတာပေါ့ HR ကတော့အဲ့တော့ manager stage တွေအနေနဲ့ကကြတော့လေကို team ရဲ့ skills ကွာဟမှုကို HR နဲ့အတူတူသတ်မှတ်ပေးရမယ်ပေါ့နော်ပြီးရင်ဝန်ထမ်းတွေတင်တဲ့တက်ရောက်နိုင်စေရထောက်ပံ့ပေးခြင်းဆိုတာခါတလေကြားလို့ရှင်ကုမ္ပဏီကတင်တန်းတွေစီစဉ်ပေးတယ်ဒါပေမဲ့ဝန်ထမ်းတွေလာမတက်ကြဘူးဘာလို့လဲဆိုတော့ manager မှတ်လွတ်လို့manager အလုပ်တွေပဲလုပ်ခိုင်းနေလို့ဆိုတာမျိုးရှိတယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဝန်ထမ်းတွေတင်တန်းတက်ရောက်နိုင်ဖို့အတွက်ထောက်ပံ့ပေးရမယ်ပေါ့နော်ပြီးရင်တက်လာ training မှာတင်လာတဲ့ဟာတွေကိုလုပ်ငန်းခွင်မှာပြန်အသုံးချနိုင်ဖို့အတွက်တာဝန်တွေပေးရမယ်ပေါ့နော်အဲ့တော့ပြီးရင်သူတို့အသုံးချမှုပေါ်မှာလည်းအချိန်နဲ့တပြေးညီ feedback ပေးရမယ်ပုံမှန် follow up လိုက်ပေးရမယ်ပေါ့နော်ပြီးရင်ဒီတင်တန်းပြီးဆုံးသွားတဲ့အခါမှာပြီးတော့ဒီ manager တွေအနေနဲ့ကဒီဝန်ထမ်းတွေအလုံးမှာထိထိရောက်ရောက်ပြန်အသုံးချနေလားဆိုတာကိုလည်း HR ဘက်ကိုပြန်ပြောပြတဲ့အပိုင်းတွေတော့ manager တွေ leader တွေအနေနဲ့လုပ်ဖို့လိုတယ်ပေါ့အဲ့တော့ trainee ထိရောက်မှုကိုတိုင်းတာတာပေါ့နောက်တစ်ပိုင်းကတော့ trainee ပေးပြီးသွားပြီဆိုရင်ဒီ trainee က effective ဖြစ်လားမဖြစ်လားဆိုတာကိုတိုင်းတာတာပေါ့နော်အဲ့တော့ဘယ်လိုနည်းလမ်းအနေနဲ့တိုင်းတာမလဲပေါ့ reaction ပေါ့သင်တန်းသားတွေရဲ့သင်တန်းပေါ်မှာတုံ့ပြန်မှုနဲ့ခံစားချက်တွေကိုအကဲဖြတ်မယ်နောက် learning သင်တန်းကာလအတွင်းမှာသင်ယူခဲ့တဲ့ knowledge တွေ skills တွေကိုတိုင်းတာမယ်ပေါ့နော်တိုးတက်လာလားဆုတ်ယုတ်သွားလားဒီတိုင်းပဲတက်နေလားပေါ့ပြီးတော့ behaviors တွေဘယ်လောက်ထိပြောင်းလဲသွားလဲပေါ့နော်ပြီးရင်သင်တန်းပြီးရတဲ့အခါမှာ company အနေနဲ့profit တွေတက်လာလားပေါ့ productivity တွေတက်လာလားဆိုတာကို impact တွေကိုတိုင်းမယ်ပေါ့နော်အဲ့တော့ပထမဦးဆုံး reaction ဘယ်လိုတိုင်းတာမလဲဘယ်လိုမေးခွန်းမျိုးတွေနဲ့တိုင်းတာမလဲပေါ့နော်ဒါကတော့ဒီသင်တန်းနဲ့ပတ်သက်ပြီးတစ်ခုခုကိုပြန်လည်ပြင်ဆင်ခွင့်ရမယ်ဆိုရင်ဘာကိုပြင်ဆင်ခြင်းတလဲတော့ဘာကြောင့်လဲသင်တန်းနဲ့ပတ်သက်ပြီးသူတို့ဘယ်လိုခံစားချက်ရှိလဲပေါ့နော်ဒီသင်တန်းမှာပါဝင်တဲ့သင်ခန်းစာတွေကကိုယ်နဲ့ကိုက်ညီတယ်လို့ထင်လားတို့ပြီးတော့ဒီသင်တန်းကိုနောက်ထပ်လောက်ဖော်ကိုင်ဖက်တွေကိုတက်ခိုင်းမှာလားပေါ့နော်သူတို့သင်တန်းသာတကယ်လို့ကောင်းတယ်သူတို့အတွက်အကျိုးရှိရဆိုရင်သူတို့အကြံပြုမှာပေါ့ reference လုပ်မှာပေါ့နော်သင်တန်းမကောင်းနေဘူးဆိုရင်တော့သူတို့အဲ့နေရာမှာ reference လုပ်ချင်မှာလုပ်မှာပေါ့အဲ့တော့ဒီသင်တန်းမှာသင်ခဲ့တဲ့အရာတွေကိုကိုကပြန်ပြီး apply မလုပ်ဖို့အတွက်ဘာတွေသူတို့ကိုကုမ္ပဏီကထောက်ပံ့ပေးဖို့လိုမလဲပေါ့ဥပမာ computer star website တွေဝယ်ပေးရwebsite တွေလားဘယ်လိုသင်ခန်းစာတွေကိုထပ်ဝယ်ပေးဖို့လိုလဲပေါ့နော်ဘယ်လို tools တွေကိုထပ်ဝယ်ပေးဖို့လိုလဲပေါ့ဒါတွေမေးလို့ရတယ်ပြီးတော့သင်တန်းပေါ့သင်တန်းကတကယ်ကိုကောင်းလားပေါ့နော်သင်တန်းရဲ့ values ကိုrating သတ်မှတ်ခိုင်းတာတို့ပေါ့နော်ဒါမျိုးလေးတွေလုပ်ခိုင်းလို့ရတယ်သင်တန်းပြီးရင်တိုင်းတာတာပေါ့အဲ့တော့ learning ကိုဘယ်လိုတိုင်းတာမလဲပေါ့ဒီသင်တန်းပြီးသွားလို့ရှင်ကိုယ့်အလုပ်မှာဘယ်လောက်ထိ performance တက်လာမယ်လို့ယုံကြည်မှုရှိလဲပေါ့နော်အဲ့တော့ကိုရာထူးတက်ဖို့အတွက်ဒီသင်တန်းကနေဘာတွေသင်ယူခဲ့ရလဲပေါ့နော်အဲ့မျိုးတွေပြီးတော့ပြီးရင် summer work ပြန်စစ်မယ်ဆိုရင်အဆင်ပြေလားပေါ့နော်အဲ့လိုမျိုးလေးတွေlanding ဆိုလို့ရှိရင်text ပြန်စစ်တာလည်းကောင်းတယ်ပေါ့နော် landing ပိုင်းอ่ะဆိုရင်သူတို့ကိုသင်တန်းပြီးသွားလို့ရှိရင် HR တွေအနေနဲ့ follow up test တွေကိုစစ်ပေးတာမျိုးပေါ့နော်အဲ့ဒါမျိုးလေးတွေလုပ်ပြီးပိုကောင်းတယ်နောက် behaviors ပေါ့ behaviors နဲ့ပတ်သက်တယ်ဆိုလို့ရှိရင်လည်းဘယ်လိုမေးခွန်းမျိုးတွေမေးလို့ရလဲဆိုတော့ဘယ်လိုလက်ရှိအလုပ်မှာဘယ်လိုအသုံးချနေလဲပေါ့နော်တခြားသူကိုရောပြန်သင်နိုင်လားပေါ့ဒီသင်တန်းနဲ့ပတ်သက်ပြီးတော့မှတော့သင်တန်းမတိုင်ခင်ရနဲ့ရှင်ကိုယ့်ရဲ့ behaviors တွေကိုယ့်ရဲ့ skills တွေဘာတွေပြောင်းလဲသွားလဲပေါ့ပြောင်းလဲပြီလို့ခံစားရလားပေါ့နော်
အဲ့တော့တင်နန်းသားတဦးကဒီတင်နန်းကနေပြန်လာပြီဆိုလို့ရှိရင်သူ့ရဲ့ skills အသစ်တွေကိုလက်တွေ့အသုံးချနိုင်ခြင်းရှိမရှိအရန်အရေးကြီးတယ်ပေါ့နော်တကယ်လို့ဒီလက်တွေ့အသုံးမချနိုင်ဘူးဆိုလို့ရှိရင်ဘာမှမထူးဘူးပေါ့နော်အဲ့တော့လက်တွေ့အသုံးချနိုင်ဖို့ကိုလည်းကိုကစီစဉ်ပေးရမယ်ပေါ့နော်လက်တွေ့အသုံးချနိုင်ဖို့လည်းဒါတိုက်တွန်းရမယ်ပေါ့နော်အဲ့တော့ result ပေါ့ဥပမာ customer service trainee ကိုပေးလိုက်တယ်ဆိုရင် customer satisfaction score ကတော့တက်လာရမယ်ပေါ့နော်တက်လာရမယ်ပြီးရင် manager တွေကိုမေးလို့ရတယ်သူ customer တွေနဲ့ထိတွေ့ဆက်ဆံတဲ့နေရာမှာဘယ်လိုတိုးတက်ပြောင်းလဲလာလဲဆိုတဲ့ဟာမျိုးတွေ customer တွေရဲ့ conflicts တွေကိုပိုပြီးရှင်းနိုင်လားဆိုတဲ့ဟာမျိုးတွေနဲ့ manager တွေကိုမေးပေးရမယ်ပေါ့နော်ဒီ customer service training ပေးပြီးပြီဆိုလို့ရှိရင်ပေါ့နော်ဒါမျိုးတွေက HR ဘက်က trainee ရဲ့ effectiveness ကိုအဲ့လိုတောက်လျှောက်တိုင်းနေဖို့လိုတယ်ပေါ့နော်ဒါ budget တွေကုန်ခံပြီး trainee ပေးထားရတာဖြစ်တတ်တယ်ပေါ့နော်ပြီးတော့profit တွေတက်လာလားဆိုတာလည်းတိုင်းတာလို့ရတယ်ပေါ့နော်သင်တန်းပေးပြီးသွားပြီဆိုရင်ဥပမာ customer service သင်တန်းနဲ့ profit နဲ့ဘာဆိုင်မလဲပေါ့နော်စဉ်းစားစရာရှိရပေါ့အဲ့တော့ customer service သင်တန်းပေးလိုက်လို့ customer service ပေးတာကောင်းလာတယ်ဆိုရင်ဒါ customer တွေကပို့ပြီးတော့လာမယ်ပို့ customer retention လည်းကောင်းမယ်အဲ့ဆို profit လည်းတက်နိုင်တယ်ပေါ့နော်အဲ့တော့ customer service သင်တန်းနဲ့ profit နဲ့ကတိုက်ရိုက်မဟုတ်ရင်တော့မှတွယ်ဝိုက်ပြီးတော့မှအကျိုးရှိတယ်ပေါ့နော်ဒါမှမဟုတ်လဲ sales သင်တန်းပေါ့ sales သင်တန်း sales training ပေးမယ် sales training ပေးပြီးသွားရင် sales target တွေပြည့်မီလား sales အယောင်းတွေတက်လာလားဆိုတာမျိုးတွေလည်းခွဲခြမ်းစိတ်ဖြာရမယ်ပေါ့နော်အဲ့ဒါမျိုးတွေနဲ့တိုင်းတာရမယ် HR တွေဘက်ကသင်တန်းပေးပြီးသွားရင်ပေးပြီးပြီဆိုပြီးတော့မှဒီတိုင်းနေလို့မရဘူးပေါ့နော်ဒါဘလို့ဘာတွေတိုင်းတာရမလဲဆိုတော့ပြောပြပေးရပေါ့နောက်တစ်ခုကကျတော့အဲ့လို training plan တစ်ခုဆွဲပြီဆိုလို့ရှိရင်ဆွဲပြီးပြီဆိုတာ ਨੇ ဒါ management ကိုတင်ရတယ်ပေါ့နော်တင်တဲ့အခါမှာ training plan ဆွဲခဲ့ဆိုလို့ရှိရင် HR တွေအနေနဲ့ဘလို့ training plan ပေါ့ training proposal ထဲမှာဘာချက်တွေထည့်ရေးရမလဲဆိုတာလေးကိုပြောပြမယ်ပေါ့နော်အဲ့တော့ဒါကတော့ training plan ဆိုတာအတွက်ဒီ trainee ကိုပေးမယ်ပေါ့အဲ့အတွက် training proposal ပေါ့ထားပါတော့personal grooming training တစ်ခုကိုပေးခြင်းနဲ့ training proposal တင်ပေးပါပေါ့3ခုလောက်တင်ပေးပါဖြစ်ဖြစ် customer service training ကိုပေးခြင်းနဲ့ training proposal 3ခုလောက်တင်ပေးပါဆိုတာဖြစ်ဖြစ်ပေါ့နော်အဲ့ဒါမျိုး training proposal ရေးခိုင်းပြီဆိုလို့ရှိရင်ဘယ်ချက်တွေရေးရမလဲပေါ့ training title ပါမယ်ဘာကြောင့်လိုအပ်တာလဲဒီ training ကိုပေးရတဲ့ရည်ရွယ်ချက်ဘလို့နီးလန်းနဲ့ပေးမှာလဲအချိန်ဘယ်လောက်ကြာမှာလဲဒီ training ပြီးသွားပြီဆိုလို့ရှိရင်ဘာ outcome တွေရမှာလဲ cost ကဘယ်လောက်ကြာမှာလဲအဲ့တော့ဒီ trainee ကိုဘယ်လိုတိုင်းတာမှာလဲဆိုတော့ဒီအချက်တွေအကုန်လုံး trainee proposal ထဲမှာထည့်ရေးရမယ်ပေါ့နော်အဲ့တော့ဥပမာပေါ့ပထမချက် trainee title ပေါ့ trainee title ကတော့ CRM workshop for sales ပေါ့ sales သမားတွေအတွက် CRM workshop ပေါ့အဲ့တော့ဘာကြောင့်မကြည့် background ဘာကြောင့်လိုတာလဲဒီ trainee က CRM မှာ sales မှာတချို့ကုမ္ပဏီတွေမှာ CRM ဆိုတဲ့ software ကိုသုံးတယ် sales သမားတွေသုံးတာပေါ့နော်ဒီနေ့ sales lead ဘယ်နှခုရလဲအဲ့တော့ဒီ sales lead က proposal ပို့ထားတဲ့အခြေအနေလားဒီ sales lead က discuss လုပ်နေတဲ့အခြေအနေလားဒီ sales lead က sales close ဖြစ်သွားတဲ့အခြေအနေလားဆိုတာကိုအဲ့ CRM ဆိုတဲ့ software ထဲမှာ update လုပ်ရတယ်ပေါ့နော်အဲ့ဒီ update လုပ်တာကိုသူတို့ကခက်ခဲနေတယ်သူတို့အတွက် struggle ဖြစ်နေတယ်ပေါ့နော်အားကြောင့်မို့ဒီ training ကိုပေးတာပေါ့ CRM workshop training ကိုပေးတာအဲ့တော့ခုန objective ကဘာလဲဆိုတော့ CRM အသုံးပြုပုံတိုးတက်လာဖို့ပေါ့နော်အဲ့တော့ဘယ်နှစ်နာရီကြာမှာလဲ၄နာရီကြာမှာဘယ်လိုပေးမှာလဲဆိုတော့တခါတည်းသုံးပုံသုံးနည်းတွေပြသွားမယ် hands on practice ပေါ့တခါတည်းသူတို့ကိုလိုက်သုံးခိုင်းမယ်ဆိုတော့နည်းလမ်းနဲ့ပေးမှာအဲ့တော့ဒီဟာကဟိုပါပေါ့ expected outcome ကပါလဲပေါ့နော်ဒီသင်တန်းပြီးသွားရင်ဘာဖြစ်လာမလဲဆိုတော့ CRM data တွေပိုတိကျလာမယ်ပေါ့သူတို့CRM ကိုသုံးတက်သွားတာဖြစ်တဲ့အတွက် CRM ထဲမှာထည့်တဲ့ data တွေကပိုတိကျလာမယ်ပေါ့နော်ကုန်ကျစရိတ်ကဒီလောက်ကျမယ်ပေါ့အဲ့တော့HR အနေနဲ့ဒီ training က effective ဖြစ်မဖြစ်ကိုဘယ်လိုမျိုးနီးလန်းနဲ့တိုင်းတာမှာလဲဆို quiz တွေနဲ့တိုင်းမယ်ဒီမှာကြိုက်လို့ရေးလို့ရတယ်နော် test နဲ့တိုင်းမယ် quiz နဲ့တိုင်းမယ် CRM ထဲကိုဝင်ပြီးတော့စစ်မယ်ပြီးရင် manager ရဲ့ observation နဲ့တိုင်းမယ်စသဖြင့်ဒီလိုမျိုးရေးရတာပေါ့နော်ဒါတွေကိုတော့ဒါကတော့အချက်နဲ့ short to the point ရေးပေးထားတာပေါ့ဒီထဲမှာတော့ကိုက sentence နဲ့လိုမျိုး proposal တခုရေးလို့ရတယ်ပေါ့နော်အဲ့တော့ဒါလေးကတော့ template တွေပေါ့ဥပမာ trainee scale gap matrix ကိုလုပ်ပြီးပေါ့ scale gap matrix ကိုလုပ်တော့မယ်ဆိုလို့ရှိရင်ဒီလို Excel မှာပေါ့ Excel မှာဒီလို column လေးတွေနဲ့လုပ်လို့ရတယ်ပေါ့ဝန်ထမ်းနာမည်လက်ရှိနေတဲ့ scale အဲ့တော့ဒီ scale အနေနဲ့1 to 5ပေါ့1အငိမ့်ဆုံးပေါ့2လောက်တော့ရှိတယ်တကယ်တော့3လောက်လိုအပ်တာ
အဲ့ဒါဆို gap က require ဖြစ်နေတယ်အဲ့တော့ gap က require ဖြစ်နေတယ်ဒါပေမဲ့အဲ့ဒီ gap ကကြတော့နှစ်လောက်ဒီမှာ employee name ကအောင်ပေါ့လိုအပ်တဲ့ skills ကကြတော့ customer ကို handling လုပ်ရပါပေါ့အဲ့တော့ current level ကတော့3ရှိတယ်ဒါပေမဲ့5ဖြစ်မှရမယ်အဲ့တော့ gap ဖြစ်နေတာ2အဲ့တော့ priority က high ဖြစ်တယ်ပေါ့အဲ့လိုမျိုးလေးတွေနဲ့မှတ်ထားပြီးတော့မှ trainee ကိုplan ကိုဆွဲရင်တော့ပို့ပြီးတော့မှကို့မှာ data တွေချက်လက်တွေစုံတယ်ပေါ့နော်နောက် template 2ကတော့ trainee suggestion form ပေါ့အဲ့တော့ဝန်ထမ်းနာမည်ကအောင် skills က customer handling အဲ့တော့ဝန်ထမ်းနာမည်ဖြည့်မယ်scale gap ပေါ့နော် scale gap ကကြတော့ဒီမှာဘယ်ဟာ scale gap ဖြစ်နေတာလဲအဲ့တော့ suggested trainee ပေါ့ဝန်ထမ်းနာမည်ကအောင်အဲ့တော့ customer handling ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့သူ့ကို trainee နဲ့ analysis လုပ်လိုက်တယ်သူက customer handling ကိုလုပ်ရမယ်ဒါပေမဲ့အခုချိန်မှာမလုပ်နိုင်သေးဘူးပေါ့နော်မလုပ်နိုင်သေးဘူးဆိုလို့ရှိရင် suggested trainee ကကျတော့ customer service trainee ဖြစ်မယ် expected outcome ကတော့ပို့ပြီးတော့မှ customer handling လုပ်လာနိုင်ဖို့ပေါ့နော် priority ကတော့ high ဖြစ်တယ် medium ဖြစ်တယ် low ဖြစ်တယ်ဆိုတာမျိုးပေါ့နော်အဲ့ဒါမျိုးဖြည့်လို့ရတယ်နောက် number 3ကကျတော့ trainee evaluation form ပေါ့ trainee ပြီးတဲ့အခါမှာအဲ့ trainee ကို apply လုပ်နေလားဆိုတဲ့အချက်တွေကိုဖြည့်ထားမှာပေါ့နော်အဲ့တော့နာမည်ကတော့အောင်ပဲထားပါတော့ reaction trainee ပေါ်မှာဟိုပါပေါ့ apply လုပ်လားမလုပ်လား trainee ကိုtrainee တင်တဲ့အခါမှာ feedback form တွေကောက်ထားတယ်ပေါ့အဲ့မှာခုနလိုမျိုးပေါ့ reaction နဲ့ပတ်သက်တဲ့မေးခွန်းတွေမှာဆိုရင်သူဖြေတာကောင်းတယ်ပေါ့သူဖြေတာကောင်းတယ် reaction နဲ့ပတ်သက်တဲ့မေးခွန်းကအရှေ့ slide တွေမှာပြောခဲ့တယ်ဒီသင်တန်းပေါ်မှာဘယ်လိုခံစားချက်ရှိလဲဒီသင်တန်းပေါ်မှာစိတ်ကျေနပ်မှုရှိလားမရှိဘူးလားဆိုတဲ့ဟာကိုမေးတာပေါ့နော်အဲ့ဒါ reaction လို့ခေါ်တယ်ပေါ့အဲ့တော့ဒီသင်တန်းပေါ်မှာအဲ့ဒီ reaction ပေါ့ဒီသင်တန်းပေါ်မှာစိတ်ကျေနပ်မှုရှိလားမရှိလားဒီသင်တန်းကသူ့အတွက်အသုံးဝင်လားမဝင်လားမေးတဲ့မေးခွန်းတွေပေါ်မှာသူကနံပါတ်4ပေါ့average ချလိုက်တယ်ဆိုရင်နံပါတ်4လောက်ဖြည့်ထားတယ်အဲ့တော့သူကဒီသင်တန်းကိုကြိုက်တယ်ပြီးရင် skills တွေကိုလည်းတက်လာတယ်ပေါ့နော် skills တွေကလည်းတက်လာတယ် apply လည်းသေချာလုပ်တယ်ဒါပေမဲ့ role play session လေးတော့သူ့ကိုလုပ်ပေးနိုင်ပိုကောင်းမယ်ဆိုတာမျိုးပေါ့နော် trainee evaluation ပေါ့ဒီဝန်ထမ်းအနေနဲ့ဒီတက်လိုက်တဲ့ trainee ပေါ်မှာဘယ်လိုမျိုးအသုံးချသွားလဲ skills တွေကတက်လာလားဆိုတဲ့ပုံမှာ evaluation လုပ်တယ်ပေါ့လုပ်တာကိုစာနဲ့ချရေးထားလဲရတယ်ပေါ့နော်ဒါပေမဲ့စာနဲ့ချမရေးပဲねဒီလိုမျိုး Excel form လေးတွေရေးထားရင်တော့ Excel template လေးနဲ့လုပ်ထားရင်တော့ပိုကောင်းတယ်ပေါ့နော်တော့ trainee feedback form ပေါ့ဒီ trainee feedback form ကကြတော့ trainee တက်ပြီဆိုလို့ရှိရင် trainee တက်ပြီးချင်းဖြည့်ခိုင်းတဲ့ form ပုံစံမျိုးတွေပေါ့form ပုံစံမျိုးတွေကိုဒါနမူနာပြထားတာပေါ့ဒီမှာဆိုရင်ဒီသင်တန်းရဲ့အရေးသွေးကိုဘယ်လောက်သတ်မှတ်လဲသင်တန်းမှာအကြောင်းအရာတွေကသင်အလုပ်တွေဘယ်လောက်ထိသက်ဆိုင်ပြီးအသုံးဝင်တယ်လို့ထင်လဲပေါ့နော်ပြီးရင်သင်တန်းနီးပြကကောင်းလားသင်တန်းနီးပြကဘ ഹു တုတကျွဲလားပေါ့နော်သင်တန်းနဲ့ပတ်သက်ပြီးဘယ်လောက်ထိစိတ်ကျေနပ်မှုရှိလဲတခြားသူတွေတက်ဖို့ရော recommend လုပ်လားသင်ယူခဲ့ရတဲ့အချက်လေးတွေပြောပြပေးပါတို့ကိုယ့်ရဲ့ဒီသင်တန်းကနေသင်ယူခဲ့တဲ့အရာတွေကိုကိုယ့်ရဲ့အလုပ်မှာ apply လုပ်နိုင်မယ်လို့ယုံကြည်လားတို့ပေါ့နော်သင်တန်းကိုနှစ်သက်လားဘာကိုကြိုက်လဲဘာကိုအကြံပြုချင်လဲအစားရှိသဖြင့်အဲ့ဒါတွေအကုန်လုံးပေါ့နော် feedback form ကောက်လို့ရတယ်ပေါ့အဲ့ဒီပေါ်မှာသူဖြေတဲ့ပေါ်မှာမူတည်ပြီးတော့မှဒီဝန်ထမ်းကဒီ training ပေါ်မှာ reaction ဘယ်လောက်ရှိလဲ skills တွေရောဆိုတာမျိုးဖြည့်လို့ရတယ်ပြီးရင်ဒီသင်တန်းပြီးရတဲ့ဂျားတွေကတစ်လလောက်မှာပေါ့နော်တေချာ apply မလုပ်ထားလား skills တွေကတက်လာလားမတက်လာလားဆိုရယ်training evaluation မှတ်တမ်းအနေနဲ့ဒါမှတ်ထားလို့ရတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ training and development ကကြတော့ဒါ HR တွေအတွက်ဒီနောက်ပိုင်းမှာပို့ပြီးတော့လိုလာမယ်ပေါ့နော်ဘာလို့ဆိုအပြင်ပဝန်ထမ်းတွေကိုရှာရတာခက်ခဲလာတဲ့အချိန်မှာလက်ရှိနေတဲ့ဝန်ထမ်းတွေကိုပဲ develop ဖြစ်အောင်လုပ်ဖို့အတွက်ကိုအများကြီးစဉ်းစားလာကြတယ်ပေါ့နော်အဲ့အတွက်နောက်ပိုင်းမှာ training and development plan တွေဆွဲရမယ် training တွေ analysis တွေလုပ်ရမယ် trainee ကဘယ်လောက်ထိ effective ဖြစ်ခဲ့လဲကိုပေးလိုက်တဲ့ training ကဘယ်လောက်ထိ effective ဖြစ်လဲဆိုတော့တိုင်းတာရမယ်ဆိုလို့ရှိရင်ခုသင်လိုက်တဲ့သင်ခန်းစာကို apply လုပ်ပြီးတော့မှကုမ္ပဏီမှာအကောင့်တွေပေါ်သွားလို့ရတယ်ပေါ့နော်ဟုတ်ကျေးဇူးတင်ပါတယ်